ဟိုးရှိရှိတုန်းကမိခင်တို့သည်ခင်မိုးတည်ဆုံးတဲ့ပြေတာလူနေနှစ်ယောက်ကိုအားကိုးအားထားပြု၍နေထိုင်လေသည်တာနှစ်ယောက်သည်လည်းမိခင်ကိုယူသေးစွာလှုပ်ကြည့်ပြုစုကြသည်ဒီနေ့တွင်မိခင်ဖျားနာရာယောဂပြင်းတဲ့ပြေဆေးဆရာကိုခေါ်ယူပြသရသည်ဆေးဆရာသည်လူနာ၏ယောဂကိုစမ်းသပ်ပြီးနောက်ညီကိုနိုးအားတင်တို့မိခင်၏ယောဂအတွက်ယုံသားတဆာကျွေးမှပျောက်ကင်းမည်ဟုဆိုသည်ဤတွင်အကိုကညီငယ်အားတောသို့သွား၍ယုံတော်မှာယုံသားကိုရောက်အောင်ယူခဲ့ပါဟု၍ဆို၏ညီငယ်လည်းယုံတော်ရန်တောသို့သွားသည်တောဆက်သို့အရောက်တွင်ယုံငယ်တစ်ကောင်ကိုတွေ့အလွယ်တကူပင်ဖမ်းယူလိုက်သည်ယုံကလေးမှာကြောက်ရွံ့တဲ့ဖြင့်တကောလုံးတုန်နေရှာသည်ညီငယ်သည်မိမိလက်တွင်ရောက်နေသောယုံကလေးကိုကြည့်ကာစာနာစိတ်ဖြစ်ပေါ်သွားသည်တရဝါဆိုဒီမှာတရားမီကိုကြောက်ကြသူကြီးပင်ငါလည်းတရားမီကိုကြောက်သည်ငါမိခင်လည်းတရားမီကိုကြောက်သည်ယုံကလေးသည်လည်းတရားမီကိုကြောက်သည်ငါမိခင်အသက်မသေးအောင်ယုံကလေးအသက်ကိုတရားမီဆိုသည်မှာတရားပါတော်ဟုတွေးတော့ဆင်ခြင်သည်နောက်ဆုံးတွင်ယုံကလေးကိုမတတ်သင့်ဟုဆုံးဖြတ်ကာလွတ်လိုက်လေသည်ယုံလေးလည်းအာရဝန္တာထွက်ပြေးသွားလေတော့သည်ညီငယ်အိမ်ပြန်ရောက်တော့အကိုအားကြိုးချောင်းပြန်ပြောသောအခါအကိုကမကျေနပ်ရှိတင်းသည်မိခင်ကျိုးကိုပြစ်ပယ်သူဖြစ်သည်ဟုဆိုအားချိန်မောပြစ်တယ်သည်ဤတွင်မိခင်ကတားငယ်မှာအပြစ်မရှိပါတားငယ်၏ဆောင်ရွက်မှုသည်မှန်ကန်သည်သူတက်ကိုတက်ရှင်းသည်မကောင်းဟုဆိုကာတားငယ်၏လှုပ်ဆောင်မှုကိုအာရဝန္တာတာရုခေါ်လေသည်ထိုစဉ်ညီငယ်ကကျွန်ုပ်သည်တိတတ်သည့်အရွယ်မှစ၍တိလျက်နှင့်သူကအသက်ကိုမတက်ခဲ့ပါဤစကားမှန်ကန်ပါကမိခင်ယောဂသည်ပိန်းကြဘက်တွင်ရင်မတင်တဲ့ကဲ့သို့ကင်းစင်ပပျောက်ပါစေတည်းဟူ၍သစ္စာပြု၏ထိုမှန်သောသစ္စာစကားကြောင့်မိခင်ယောဂမှာဆက်ရှင်းပြောက်ကင်းသွားလေသည်မကောင်းမှုကိုကိုနှုတ်ပြေရှောင်ကြဉ်ခြင်းသည်ကောင်းမြတ်သောမင်္ဂလာဖြစ်သည်တနည်းအားဖြင့်ជីវခြင်း၏အကြောင်းတရားပင်ဖြစ်လေတော့သည်